အစပိုင်းမှာတော့ဒါကတာမန်မိုက်တွေလို့ထင်ရပါလိမ့်မယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ဒါဟာဆူရှီနဲ့လိပ်စာအုပ်တွေအတွက်အရေးကြီးဆုံးပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ဒါကတော့နိုရီလို့ခေါ်တဲ့ရင်းကြီး6ပြားလေးတွေပါ။ဒါကိုပင်လယ်ထဲကပိုက်ကွန်တွေမှာစိုက်ပျိုးတဲ့ပေါ်ဖိုင်ယာလို့ခေါ်တဲ့အနီရောင်ရင်းကြီးကနေပြုလုပ်ထားတာဖြစ်ပါတယ်။ဒီအစိမ်းရောင်အစုအဝေးကြီးကနေကျွတ်ရွရွအချက်လေးတွေဖြစ်အောင်ပြုလုပ်ရတဲ့လုပ်ငန်းစဉ်ကတော်တော်လေးကိုရှုပ်ထွေးပါတယ်။အားလုံးကရင်းကြီးတင်းချင်းကနေစတင်ပါတယ်ဒီရေကျချိန်ပိုက်ကွန်တွေရင်းမြစ်နဲ့ပြင်ပေါ်ရောက်နေတဲ့အချိန်မှာအလုသမားတွေကပြင်းပြားတွေနဲ့ရင်းကြီးတွေကိုအမြန်ချိယူကြပါတယ်။နေရောင်နဲ့ထိတွေ့ရင်ကုန်ကျန်းတွေရဲ့အရေးသွေးကအမြန်ကျဆင်းသွားတတ်တာကြောင့်သူတို့တွေအမြန်ဆုံးအလုပ်လုပ်ကြရပါတယ်။လက်ဆက်တဲ့ရင်းကြီးတွေမှာတဲတွေစားတွေနဲ့တခြားညစ်ကြေးတွေပါဝင်နေတာကြောင့်အကြိမ်ကြိမ်ဆေးကြောရပါတယ်။ပြီးတဲ့နောက်တန့်စင်ပြီးသားရင်းကြီးတွေကိုအမြင့်လေးတွေဖြစ်အောင်ကြိတ်ချပြီးပုံစံကွက်တွေပေါ်မှာညီညီညာညာဖြန့်ခင်းရပါတယ်။တဖြည်းဖြည်းနဲ့ဒီရင်းကြီးနှစ်တွေကနေဆူရှီကြိုက်သူတိုင်းတိကျတဲ့အစိမ်းရောင်အချက်ပါလေးတွေဖြစ်လာပါတယ်။နောက်ဆုံးမှာတော့အဲ့ဓာတွေကိုဖိသိပ်ဆန်သတ်မှတ်ထားတဲ့လေးတောင်ပုံစံလေးတွေဖြစ်တော့အရေးသွေးလိုက်ခွဲခြားပြီးထုတ်ပိုးကြပါတယ်။အဲ့ဒီနောက်မှာတော့နိုရီတွေကိုဆိုင်တွေစီပို့ဆောင်ပါတယ်။စိတ်ဝင်စားစရာကောင်းတာကအချောက်ခံတဲ့လုပ်ငန်းစဉ်ကိုအချိန်နဲ့အပူချိန်ပုံမူတည်ပြီးတိတိကျကျထိန်းချုပ်ထားတာပါ။အချောက်လွန်သွားရင်အချက်တွေကကျွတ်ဆက်သွားတတ်ပြီးကောင်းကောင်းမချောက်ရင်တော့နူးညံ့ပြီးအရသာမရှိဖြစ်သွားတတ်ပါတယ်။အတွေ့အကြုံရှိမှသာအကောင်းဆုံးအချောက်ခံတဲ့လုပ်ငန်းစဉ်ကိုရရှိနိုင်မှာပါ။ဒါကြောင့်လဲထုတ်လုပ်သူမတူညီတဲ့နိုရီတွေဟာအရသာနဲ့အထီးတွေ့မတူညီကြတာဖြစ်ပါတယ်